呀，你把伊来呀？冇事。我老舅没买你家股股呀。好，冇老板的事哎。明年自家这老妈没标准，没买你家股股。爷爷。阿哥，我ဘာဖြစ်နေလဲကိုမင်းတို့ဆိုင်ရဝင်တဲ့ငါတို့ပြောသမျှစကားကိုနားထောင်ပြီးတော့ရည်ကျင်လိုက်ရည်မှလားရောမင်းအဲ့လောက်အောက်တန်းကြတဲ့ဝင်နေမင်းခန့်တာလားရောဒါမဲ့ဘာလို့ရည်ရလဲရတဲ့အခုစီတော့တောင်းမှန်ရ6ပိုင်ပြီးတောင်းမှန်မင်းကျွန်တော်ဒီဆရာကိုကျွန်တော်တောင်းပါပါဂျာကြီးရကျွန်တော်6ကင်ပြီးတော့ကျွန်တော်တောင်းမှန်မှာဒါမဲ့ဒီဆရာဘာပြောလဲလို့ကျွန်တော်ရည်ရလဲဆိုတော့ဂျာကြီးတစ်ခေါက်တော့နားထောင်လိုက်ပါလားဂျာကြီးရသူ့ကသူဘာပြောမင်းအလုံးမဟုတ်ဘူးမင်းရည်စရာအကြောင်းမရှိဘူးရဒါနဲ့ဆရာဘာပြောရလဲဟဲ့ဒီနေ့ငါတို့အာဆင်နဲ့ချန်ပီယံလိဖလာရမှာ